Tadawadi ye chiya di dhemma Lu chiya, min chiya, ja chiya Jan chiya, sin chiya, sura chiya di dhemma Baridayi, be chiya jizong le Be chiya, be lala, sin chiya dhemma Be ajung wendalu be Bidika dhammo nike ngaya dhammakana shitang li dhama Bedema ajung wendalelu meye apamadina tamadita de ajung wendabe Mabone de mayone bobo sasa manijane Babilu bobo sasa manijane lu biole sura Mimi liole bobo sasa ne achini kongdwayi Khana ye swan ari goma Ade ayueri jilu pendai jadwa doma Khon ari gong bisi ari gong noma Naundari yajame soyin baridayi bawama bulang jene songtame no Naunda sura bekhama yale Naunda yade chengdi baridayi bawama bulang jene songtataba Tiro balido malare zagaga mabama data mabisa wipati dari no Ahu wata lo bayaga dilo solaita Maboja ne bojindi Achengo ayuelon swan a kong lade cheng Naunda be yame lo di zagano Erago bungiro barida mami ang dojen loyen chok bioayi Adidi naumajazine lo di lo biolaita Baridayi bari naumajazine Bari naumajazine Bawa adidi naumajazine Kudo adidi naumajazine Khana adidi naumajazine Dhamma adidi de naumajazine Bawa adi sora Phongiro barida gane lu loga lu bawa Lu bongdo lu da dayawane ne lu la bido ma phit phu la Lu da du ji ne sin twi myin nede lu along ko chi ba Ana shi pisi shi tho lu ran sa Pnya de pisiဥစ္စာ jwe wa chanda nede lu ran sa Pisiဥစ္စာ jwe wa chanda nede lu ran sa Tani lu tani sa sin ye nwa ma mapit masong shi la de lu ran sa lo bana myo le Le myo tho tho lu ran sa twe nga thi Khani be lu ran sa de ma yauk shi yat di ne thale lo ko thi aung law ya me Nga yauk shi nede nga ba won chin nga lu bawa ana shi pisi shi tho lu ran sa de ma Yauk ne thala lo me la yin ko thi de Nga bawa ha pnya dat pisiဥစ္စာ jwe wa chanda de lu ran sa de ma khani yat di ne thala soda hou mo ko thi de Pisiဥစ္စာ jwe wa chanda nede lu ran sa de ko yauk ne thala soda le thi ya Tani lu tani sa sin ye nwan ba mapit song de lu ran sa de ma shi ne thala soda le thi ya me no Diတော့လေးမျိုးသောလူရန်စားကိုပေါင်းစည်းလိုက်ရင်ပရိသတ်ဤပြည့်စုံသောလူရန်စားရဲ့မပြည့်စုံသောလူရန်စားရဲ့လို့နှမျိုးပါအတိတ်ကပြုခဲ့ကြတဲ့ကုသိုလ်ကမ္မတ္တိစွမ်းအားတွေကောင်းလာကြတော့ပြည့်စုံတဲ့လူရန်စားတဲ့မှာရောက်ရှိပြီးလူဖြစ်ကြသဘောအတိတ်ကကုသိုလ်ကမ္မတ္တိအဟုန်စွမ်းနေအားနေတော့အစစမပြည့်စုံဆင်းရဲနွမ်းပါတဲ့လူရန်စားတဲ့မှာလူဖြစ်ကြသဘောလူဖြစ်နိုင်လို့တဲ့ကုသိုလ်ကမ္မတ္တိကလူတိုင်းမှာပါလာလို့လူတော့ဖြစ်လာပြီနော်ပြည့်စုံမှုကိုအမိပြုပြီးတော့ခြေပြားထောက်လက်မထောက်မန်ဝိမှုလည်းပဲပရိသတ်ကြီးမလိုအပ်ပါဘူးအစစမပြည့်စုံဆင်းရဲနွမ်းပါချို့တဲ့လို့မပြည့်စုံမှုကိုအမိပြုပြီးတော့စိတ်ဓာတ်တည်ကြပြီးရတဲ့ဘဝပြည့်စက်လက်ခတ်လှုပ်လိုက်လို့လည်းပရိသတ်ကြီးမဖြစ်ဘူးနော်ဒါလေးလည်းပဲဘုန်းကြီးတို့ပရိသတ်စဉ်းစားပါ
အတိတ်ကုသိုလ်ကံကြောင့်ပြည့်စုံမှုအတိတ်ကုသိုလ်ကံအားနည်းလို့မပြည့်စုံမှုပြည့်စုံသူရောမပြည့်စုံသူရောအတိတ်ကကမ္မတ္တိအဝါစွမ်းအထိုက်အလျောက်ပါလာကြတော့ပါလာတဲ့ကုသိုလ်ကမ္မတ္တိအဟောအစွမ်းနေဘယ်ချိန်ဘယ်ခါကုန်မယ်ပြတ်မယ်ရပ်သွားမယ်ဆိုတာဘယ်သူသိလဲဘယ်သူမှမသိဘူးနော်ပါလာတဲ့ကုသိုလ်ကမ္မတ္တိအဟောအစွမ်းတကယ်လို့မြန်ရပ်သွားရင်ခါပြတ်သွားရင်ကုသိုလ်ကံပေါင်းတာယိုကြီးကျိုးပေါက်ပြက်ပြီးတော့ကျသွားရင်ငါတို့ဘဝဘယ်နဲ့မြန်နေမလဲလို့ဘုန်းကြီးတို့ပရိသတ်ကြီးတွေးမိရဲ့လားတွေးရမှာဒီတွေးတွေကဒါကိုယ်ပိုင်လုပ်ငန်းတော့အခုတော့ပစ္စည်းစာပြည့်စုံလို့ထဲထဲဝါဝါနေကြထိုင်ကြနေခြင်းညာကြီးဝုန်းတိုင်းဆိုပြက်သွားတာတွေမရှိဘူးလားအတိတ်ကပါလာတဲ့ကုသိုလ်ကံဟာမြည်ရွေးမြည်မြကိုမသိကြတော့မတော်လို့မြကုသိုလ်ကံအဟုန်ပြုံးစုကုံသွားမယ်ရပ်သွားမယ်ခါပြတ်သွားမယ်အဲ့ဒီခါကျရင်ဒုဘဝဘယ်နဲ့နေမလဲလို့ဆိုတော့ဒါကိုဖယားကယတပုံညခယောတရဝိပိဇတိယထာအချင်းခမသတ္တတတ္တဝါရိယပုံညခယောအတိတ်ကပါလာကြတဲ့ကုသိုလ်ကမ္မတ္တိအဟောအစွမ်းနေကုန်ညမယ်တရတောကုသိုလ်ကံအဟောအစွမ်းနေကုန်ပြီးတော့သွားကြတဲ့တတ္တဝါတွေဟာဖြင့်ဝိပိစတိနီးမျိုးစုံတွေနဲ့ပျက်စီးကြလိမ့်မယ်တဲ့အတိတ်ကပါလာတဲ့ကုသိုလ်ကမ္မတ္တိအဟောအစွမ်းအနေအမြမြည်၍မြည်မြပဲပါလာခဲ့တဲ့ကုသိုလ်ကမ္မတ္တိအဟောအစွမ်းနေကုံတဲ့တနေ့တတ္တဝါတွေဘာဖြစ်မယ်ပျက်စီးမယ်ပရိသတ်ကြီးဘာဖြစ်ကြမလဲကုသိုလ်ကမ္မတ္တိအဟောကုံလို့ပျက်စီးသွားတဲ့အချိန်ကြမှာပရိသတ်ကြီးရှေ့အဟုန်ဆက်ဖို့ဆိုတာမလွယ်ဘူးနော်ဟောမန္တလေးအနောက်ဘက်ကဟောဒီမယန်းကြံကောဝင်ဘက်ကကာစီထားတဲ့တာပေါင်တာယိုးကြီးမရှိဘူးလားဝါဆိုဝါကောင်အထက်အညာမမိုးတွေကောင်းလို့တောင်းနေဘောကရေတွေပြည့်ရှံကြလို့အေယာဝတီမြေထက်မှာပြည့်ပြီးလာတော့ရေကြီးလာတော့တာပေါင်တာယိုးကြီးပေါ်ရေတွေမေးတင်လာတဲ့ချိန်မြို့နေလူတွေကလှုပ်လုံးဒါပေါင်တာယိုးကြီးကျိုးရင်တစ်မျိုးလုံးဆင်းရဲဒုက္ခရောက်တော့မယ်ဆိုတော့မြို့ကပုဂ္ဂိုလ်တွေဟာသဲအိတ်ကြောက်အိတ်တိချတတိဝရိယကြီးမားစွာနဲ့နေဆိုင်ညာဆိုင်နေနဲ့ပရိသတ်ကြီးဆင်းရဲဒုက္ခကာကွယ်ဖို့မဆောင်ညဘူးလားအဲ့ဒီလိုမှမဆောင်ဘဲနဲ့မိမိလျော်လျော်ပေါ်ဆဆနေလို့ရေတွေပြည့်ပြီးတွန်းကန်ချလို့တာပေါင်တာယိုးကြီးကျိုးသွားတော့မှဆိုလမ်းပိတ်လမ်းလို့ရင်လွယ်ပါမလားအဲ့ဒီသဘောလိုပဲ